တနက်တန်နဲ့ချက်အစုံမှာသွေးဟိုင်ထဲကအလောင်းတလောင်းအလော်တကြီးအခန်းထဲပြေးဝင်လာတဲ့အဖွားကြီးတယောက်သူတွေးလိုက်ရတာကသွေးဟိုင်ထဲမှာလဲနေတဲ့အလောင်းတလောင်းညနာမှာသွေးစရီပေးနေတဲ့အမျိုးသမီးတူခဏနေတော့နိုင်ရီအသင်းတွေရဲ့ရဲတပ်ဖွဲ့တွေရဲ့ရောက်လာပြီးအမျိုးသမီးကိုဖမ်းခေါ်သွားတယ်။တေသွားတဲ့လူဟာရဲအရာရှိအာရှဲဆိုသူဖြစ်ပြီးတက်လိုက်တာကတော့ဆာမီရာဖြစ်ပါတယ်။အဲ့နောက်သူတို့တဲ့နေဟာဟိုလီတကြောကြောဖြစ်သွားပြီးရဲတပ်ဖွဲ့ကသူမကိုစီစစ်ချက်တွေစတင်ယူပါတယ်။သူမကတော့ဒီအမှုဟာအာရှိုရဲ့မတရားကြံစည်မှုကိုကာကွယ်ရင်းလက်လွန်တာလို့ဖြောင်းချက်ပေးပါတယ်။သတင်းဌာနတွေကတော့ရဲရရှိတယောက်ပြစ်မှုကျူးလွန်တဲ့အတွက်ရဲတပ်ဖွဲ့ကိုတယောနေကြပါတယ်။ရုံထုတ်ချိန်မှာဆာမီရာသတင်းထောက်တွေရဲ့ကင်မရာကြားမှာရှက်နေပါတယ်။ဆာမီရာကသတင်းစာသမားတွေကိုသူဟာဗစ်တင်ဖြစ်ကြောင်းအခုတော့သူကိုလူသတ်မှုနဲ့တရားစွဲခံနေရပြီဖြစ်ကြောင်းသူမတရားခံနေရကြောင်းပြောပါတယ်။ရဲရရှိတွေကလည်းဒီအမှုကိုမတိမ်မှုအဖြစ်ဖွင့်ထားတာမဟုတ်ပဲလူသတ်မှုနဲ့ဆွဲထားတာမလို့မတိမ်မှုနဲ့ပတ်သက်ပြီးဘာမှမဖြေကြဘူး။အဲ့ဒီအချိန်မှာပဲဗစ်ဂရန်ဆိုတဲ့ရဲရရှိကစကန်ထဲကဖိုင်တစ်ခုကိုထုတ်လာပြီးလူသတ်မှုနေရာကိုလာကြည့်ပါတယ်။အဲ့ဒီကတဲလွန်စာအချို့ကိုလည်းယူသွားတယ်။အဲ့နောက်သူစီကိုဖုန်းတစ်လုံးဝင်လာတယ်။တစ်ဖက်မှာတော့ဆာမီရာစီကိုဖုန်းတစ်လုံးဝင်ပြီးဘန်နာကြီးဆိုတဲ့လူကဆက်တာပါ။သူကတော့ဆာမီရာသတင်းတွေကိုဖွင့်ကြည့်ခိုင်းပြီးသတင်းထဲမှာတော့ရန်နာဆိုတဲ့ရှင်နေကြီးကိုရဲရီဘက်ကငှားထားတာတွေ့ရတယ်။ရန်နာဆိုတဲ့သူကသူ့အမှုနိုင်ဖို့အနိုင်ယူလေ့ရှိသူပါ။ဒါကြောင့်ဆာမီနာအတွက်ဗစ်ဂရန်ဆိုတဲ့ရဲတရားကိုလက်ထိုးပြီးသတင်းတွေနိုင်ခိုင်းထားတယ်လို့ပြောပါတယ်။ခဏနေတော့ဗစ်ဂရန်ရောက်လာပါတယ်။ဗစ်ဂရန်ကစီလီတောက်ဖို့ပြင်တော့ဆာမီရာက no smoking area လို့ပြောပါတယ်။ဗစ်ဂရန်က fire alarm ကိုတိုက်ခိုက်ဖြုတ်ပြီးစီလီတောက်ဖို့ဆက်ပြင်ပါတယ်။အဲ့ဒီအချိန်မှာပဲ TV ကနေစီလီတာမြင့်ချက်သတင်းတွေပေါ်လာလို့ဖင်းငုတ်သွားပြီးစီလီမတောက်တော့ပါဘူး။အဲ့ဒီနောက်ဆာမီရာရဲ့မူခင်းဖြစ်ပုံကိုမေးပါတယ်။ဆာမီရာကလည်းသူ့ဖြစ်ရတွေကိုပြန်မြင်အောင်လာတယ်။အာရှိုးဆိုတဲ့ရဲရရှိကသူနေတဲ့ resort အခန်းထဲကိုဝင်လာပြီးသူ့ကိုရိုက်နှက်ကရိတ်ပါတယ်။အဲ့မှာသူကယုံထပြီးတနက်နဲ့နှစ်ချက်စော်ထည့်လိုက်ပါတယ်။ပြောနေရင်လည်းကိုပဲဆာမီရာမျက်ရည်ကျလာတော့မဲ့ဗစ်ဂရန်ကအယုံပြောင်းသွားအောင်ကော်ဖီထဖြော်လိုက်ပါတယ်။အဲ့နောက်ရဲတပ်ဖွဲ့တွေကတော့သူတို့ရဲ့ဂုဏ်သိက္ခာအတွက်တည်ဆုံးသူဘက်ကနေအမှုနိုင်အောင်လုပ်မှာလို့ရှင်းပြပါတယ်။အဲ့နောက်ဆာမီရာကလည်းသူတို့အမှန်တရားကိုမပြောင်းလဲနိုင်ဘူးလားလို့မေးလိုက်ပါတယ်။ဗစ်ဂရန်ကအမှန်တရားကိုပြောင်းလဲရမှာမဟုတ်ပဲရှုထောင့်ပြောင်းပြမှာလို့ပြောပါတယ်။အဲ့နောက်ဆာမီရာကဟိုတယ်ဝန်ထမ်းအဖြစ်9နှစ်လုပ်ခဲ့တဲ့အကြောင်းအဲ့နောက်မှသူ့ရဲ့ယောက်ျားနဲ့ရုတ်တရက်ကြီးလက်ထပ်ခဲ့တဲ့အကြောင်းမေးပါတယ်။ဆာမီရာကသူ့ကိုကူညီဖို့လာတာလား။သူ့ရဲ့အတိတ်ကိုဖော်ဖို့လာတာလားလို့မေးပါတယ်။ဗစ်ဂရန်ကတော့ပတ်စံလာရှာတာလို့ပြောပါတယ်။အဲ့နောက်မှာဗစ်ဂရန်ကတက်သေးတဲ့ပုံတွေနဲ့ဆာမီရာယောက်ျားဟာတီးတက်နေတတ်တယ်မလားလို့မေးလိုက်ပါတယ်။အဲ့နောက်မှာတီးလိုက်ရတာကဆာမီရာယောက်ျားဟာဂေးတယောက်ဖြစ်နေပါတယ်။ဆာမီရာကိုလည်းကာဗာလုပ်ဖို့တွေ့ထားတာပါ။ပြီးတော့ဗစ်ဂရန်ကဒီလိုရဲရရှိတောင်မှတက်သေးရှာနိုင်ရင်ရန်နာလိုရှိနေကမရှာနိုင်ဘူးထင်လားလို့မေးလိုက်ပါတယ်။အဲ့နောက်အဲ့အခွက်ကိုသုံးပြီးဆာမီရာဟာအာရှုပ်နဲ့ဖောက်ပြန်နေရလားလို့တမတ်ကအကြောင်းတစ်ခုခုကြောင့်တက်ပြစ်ခဲ့တယ်လို့ရန်နာဘက်ကအဆိုတင်သွင်းနိုင်ကြောင်းပြောပါတယ်။မခံနိုင်တဲ့ဆာမီရာကထအော်ပါတယ်။အဲ့တော့သူတို့တွေအဟင်းနေကြပြီးသွေးအေးသွားတဲ့နောက်မှာဆာမီရာကသူ့ရဲ့ယောက်ျားရာဟုနဲ့တွေ့ဆုံခဲ့ပုံကိုပြန်ပြောပြပါတယ်။ဆာမီရာဟာရာဟုရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပြီးရာဟုကိုကြိတ်ကြွေခဲ့ပူပါတယ်။အဲ့နောက်ရာဟုကဆာမီရာကိုသတိထားမိသွားပြီးကော်တိုဒိတ်ကလက်ထက်ခွင့်တောင်းလိုက်ပါတယ်။ဆာမီရာရဲ့အမေဟာလည်းကျမရင်မကောင်းတာမလို့ငွေကြေးလိုအပ်ချက်ရလက်ခံလိုက်ပါတယ်။ရာဟုကတော့လက်မထက်ခင်ကလေးကမင်းပေါ်မှာတနာစိတ်နဲ့ယူနာစိတ်ရှိတာအချစ်စိတ်သိမရှိဘူးလို့ပြောပါတယ်။သူတို့မှာတင်မောနဲ့ဟန်နီမွန်ထက်တဲ့အချိန်မှာတော့မှရာဟုကဂေးတရားနဲ့တူဖာခန်းတက်နေပါတယ်။ဆာမီရာကဒီမှုနဲ့ပတ်သက်ပြီးရာဟုကြီးတဲ့ကိစ္စတွေမပါစေချင်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ဗစ်ဂရန်ကတော့ရန်နာကဒါကိုချန်ထားပြီးမှမဟုတ်ဘူးလို့ပြောတယ်။ဂိမ်းနေမှန်တီးရနဲ့လက်ထက်ခဲ့တာစီးစင်ဥစ္စာမဲ့လို့ဆိုပြီးပြောပါလိမ့်မယ်။ဒီလိုနဲ့တရားရုံးမှာကြောင်ပိတ်ခံရမယ်ဆိုပြီးပြောပါတယ်။ဗစ်ဂရန်ကမစ္စတာဗန်တီနာဟာဒီအမှုထက်အရေးကြီးတာများရှိလို့အခုချိန်ကြီးခီးသွားနေရလားလို့မေးလိုက်ပါတယ်။ဆာမီရာကလည်းသူဟာဒီမှုနဲ့ပတ်သက်ပြီးသွားနေရလို့ပြောပါတယ်။ဖနာကြီးဟာလျှို့ဝှက်ပြီးခီးသွားပေမဲ့သူခီးသွားတာကိုသိနေတဲ့လူတစ်ယောက်ရှိနေတယ်လို့ဆာမီရာကိုလှမ်းပြောပါတယ်။ဆာမီရာကလည်းယူဆိုင်ဖို့မှာလိုက်ပါတယ်။အဲ့နောက်ဗစ်ဂရန်ရာဟုဆာမီရာအခန်းထဲဝင်သွားတဲ့ CCTV မှတ်တမ်းကိုရယူထားတယ်လို့ပြောပါတယ်။ရာဟုဝင်သွားတာဟာအသက်ခံရတာထက်တနားရီခွဲစောနေပါတယ်။
အဲ့ဒါကြောင့်ဒီတနားခွဲလုံးဘာတွေလုပ်နေရလဲဆိုပြီးဗီကရန်ကမေးလိုက်ပါတယ်။အိမ်နောက်မှာဆာမီရာကအကုန်လုံးကိုအမှန်အတိုင်းပြောလိုက်တယ်။ရာဟူဟာသူ့ရဲ့ငယ်တငယ်ချင်းဖြစ်ပြီးတော့အဲ့ဒီနေ့ကလည်းသူနဲ့ပုံမှန်လိုပဲအတူတူစကားထိုင်ပြောနေရင်ကနေရိတ်ထလောက်တာလို့ပြောပါတယ်။အဲ့ဒါကြောင့်သူအနေနဲ့အဆက်ကိုကာကွယ်ခဲ့ကြောင်းပြောပါတယ်။အဲ့ဒါကြောင့်ဗီကရန်ကသူတို့ရဲ့ခင်မင်မှုကိုနောက်ထပ်ဘယ်သူမှထပ်အသိမပေးဖို့မှားလိုက်ပါတယ်။ဗီကရန်ကအမှုကိုတခုခုပြောင်းလဲဖို့လုပ်လိုက်ပါတယ်။ဆာမီရာဟာအာရှရဲ့ခေါင်းရိုက်ခဲ့ရမှုကြောင့်တနင်္ဂနွေကြော်ကြအောင်သတိလစ်နေခဲ့ပါတယ်။အိမ်နောက်သတိရလာတဲ့အခါမှာအာရှုဟာအပေါ်ကိုရောက်နေပြီဖြစ်ကြောင်းအမှုကိုထွက်ဆိုဖို့ပြောပါတယ်။အိမ်နောက်သူ့အိမ်မှာရှိနေတဲ့ CCTV မှတ်တမ်းကိုလည်းပြန်ဖြတ်ထားပေးမယ်လို့ပြောပါတယ်။ဗန်နာဂျီကတော့မှုခင်ဖြစ်နေရစီကိုရောက်လာပါတယ်။အိမ်နောက်လုံခြုံရေးအရန်တင်းကျပ်ထားတာကြောင့်ဆာမီရာကိုပြောပါတယ်။ပြီးတော့ဆာမီရာကအခန်းထဲကပစ္စည်းတစ်ခုကိုယူချင်ရင်ဘလို့ထုတ်ရမလဲဆိုပြီးတော့ဗီကရန်ကိုမေးပါတယ်။ဗီကရန်ကမီးလန့်ပြီးတော့လူတွေထွက်ပြေးနေတဲ့အချိန်ထုတ်ယူနိုင်တယ်လို့ပြောပါတယ်။အိမ်နောက်ဗီကရန်စီကိုဖုန်းတစ်လုံးဝင်လာပါတယ်။ဖုန်းကလွန်ခဲ့တဲ့တနေ့ကျော်ကပျောက်သွားတဲ့အမှုအကြောင်းကိုလှမ်းမိတာဖြစ်ပါတယ်။ဆာမီရာကအဲ့ဒါကိုဆက်စုတော့ဗီကရန်ကအဲ့ဒီအကြောင်းကိုပြန်ရှင်းပြပါတယ်။သူကလူတယောက်ရဲ့ဘဝအကြောင်းကိုဝင်ပြီးဆက်ဖက်ခဲ့ပူတယ်လို့ပြောပါတယ်။တခါကသူနေမျိုးလေးတစ်မျိုးမှာတာဝန်ကျနေတဲ့အချိန်လူငယ်လေးတစ်ယောက်ဟာရဲစခန်းထဲမှာအော်ဟင်နေလို့ထက်ကြည့်တဲ့အချိန်သူ့အဖေပြောင်းနေရကိုရှာမပေးသေးလို့ပြဿနာလာရှာတာဖြစ်ပါတယ်။သူကလည်းလူပြမှုတွေဟာအမှုပေါင်း400လောက်ရှိနေရဖြစ်ပြီးမင်းအဖေရဲ့အမှုကအဲ့ဒီရဲ့နောက်မှာရှိနေရလို့ပြောပါတယ်။နောက်တရက်တငယ်လေးဟာဗီကရန်တို့နိုင်ရောက်လာပြီးသူ့အဖေရဲ့အမွေကိစ္စတွေအကြောင်းကိုလာပြောပါတယ်။ဗီကရန်ကလည်းမင်းအဖေကအမွေကိစ္စတွေဖိစီးပြီးတော့ထပ်ပြေးသွားတာဖြစ်နိုင်တယ်လို့ပြောလိုက်တယ်။ကောင်လေးဟာကင်ဆာဝေဒနာသည်ဖြစ်ပါတယ်။အဲ့နောက်ကိုသူဟာကောင်လေးရဲ့အဖေနောက်ကိုလိုက်ပြီးစုံစမ်းပေးပါတော့တယ်။ပြီးတော့ကောင်လေးအဖေရဲ့ပြောင်းဆုံးမှုကြော်ညာချက်ပုံတွေကိုလမ်းတွေမှာလိုက်ကပ်ပါတယ်။ကားထဲမှာကျန်ခဲ့တဲ့ကောင်လေးအဖေရဲ့ဖုန်းနဲ့ထောင်လန်းကြပါတယ်။အဲ့နောက်သူအဖေအကျွေးဆက်ခဲ့တဲ့နေရာကနေတဲလွန်စာတစ်ခုရပြီးသူတို့လည်းအားရှိသွားပါတယ်။သူ့ဖေစီကိုနောက်ဆုံးဆက်ခဲ့တဲ့နေရာကပန်ဂျာကူတာရဲစခန်းကနေဖုန်းဆက်ခဲ့တဲ့ဆိုတာသိလာရတယ်။အဲ့ဒီအချိန်မှာပဲအထက်ကသူ့ကိုခေါ်ပြီးအမှုကိုအခြားသူစီလွှဲပြောင်းပေးဖို့လမ်းပြောပါတယ်။ဗီကရန်ကလည်းဝမ်းနေသွားပေမဲ့သူဘာမှမတတ်နိုင်ပါဘူး။ကောင်လေးကတော့အာမလျှော်ပဲသူ့အဖေကိုဆဲရှာနေပါတယ်။ဗီကရန်ကိုလည်းအရန်အားကိုးနေပါတယ်။ကောင်လေးကတော့ညာဘက်ကြီးဗီကရန်အိမ်ထီရောက်လာပြီးဗီကရန်ကိုလက်ငွေတွေပေးကသူ့အဖေကိုဆက်မရှာနိုင်ရင်လည်းထားလိုက်တော့ဆိုပြီးထွက်သွားပါတယ်။ CCTV မှတ်တမ်းတွေကနေတဆင့်ဟိုက်ဒရာဘတ်မြို့ကကားငါးကုမ္ပဏီတစ်ခုစီကနေငှားထားတာဖြစ်ကြောင်းသိလာရတယ်။အဲဒါကြောင့်အဲ့ဒီကားနဲ့လမ်းကြုံလိုက်ခဲ့တဲ့အမျိုးသမီးစီကိုသွားကစုံစမ်းပါတယ်။အဲ့ဒီအချိန်မှာပဲဗီကရန်စီကိုအထက်အရာရှိကနေဖုန်းဝင်လာပါတယ်။အထက်အရာရှိကတော့ဒီကလေးဟာပန်ဂျာကူတာမျိုးအထိရောက်သွားပြီဖြစ်ကြောင်းအရာရှိကပြောပါတယ်။ဒီကလေးဟာရှေ့ဆက်တိုးရင်ခေါင်းထိပ်ကိုကြီးစံတွေဝင်သွားတော့မယ်ဆိုပြီးလှမ်းသတိပေးပါတယ်။အဲဒါကြောင့်ဗီကရန်ကပန်ဂျာကူတာမျိုးအထိလိုက်သွားပါတယ်။အဲ့ဒီမှာအာရှုပ်ဆိုတဲ့ရဲရရှိကိုသွားတွေ့ပြီးသူ့ဖေချောင်းတွေကိုအတင်းသွားမိပါတယ်။အာရှုပ်ကလည်းတနက်နေ့ပြစ်တက်ဖို့လုပ်တဲ့အချိန်မှာဗီကရန်ကလာကဲထုတ်သွားပါတယ်။အဲ့နောက်သူတို့ဟာပါတီပွဲခင်းတစ်ခုတည်းကိုရောက်သွားကြပါတယ်။ရဲတွေကလည်းပွဲခင်းထဲကိုပိုက်စိတ်တိုက်လိုက်ရှာလို့ပုံနေကြရင်ပါတီပွဲရဲ့စင်မြင်ပေါ်မှာမြင်လိုက်ရတာကတော့ဆာမီယာတို့လင်မယားနှစ်ယောက်တွေ့လိုက်ရပါတယ်။အဲ့နောက်အချိန်တွေဟာပစ္စုပန်ကိုရောက်လာပြီးဗီကရန်ကဆာမီရာကိုလူပြမှုတော့ကတက်သေးဖိုင်တွေကိုထုတ်ပြကအဲ့ဒီအချိန်ကအချိန်မှန်တွေကိုမေးပါတယ်။အခုဆာမီရာစီကိုလာလေရာကလည်းသူ့အနေနဲ့တက်သေးအပြည့်စုံနဲ့လာတာဖြစ်ကြောင်းပြောပါတယ်။တက်သေးထဲမှာဆာမီရာရဲ့ပြောင်းနေတဲ့ဖုန်းနဲ့ကောင်လေးအဖေရဲ့သွေးကွက်တွေရှိနေပါတယ်။အဲ့တော့မှဆာမီရာကအကုန်လုံးကိုအမှန်တိုင်းဝင်ခဲ့ပါတယ်။ဆာမီရာဟာတကယ်တော့အာရှုရဲ့မငယ်ဖြစ်ခဲ့ပါတယ်။သူတို့ဟာကားတစ်စီးနဲ့တူတူခီးထွက်နေကြရင်အာရှုဟာအရက်တွေတောင်းနေပြီးဆာမီရာကကားမောင်းလာပါတယ်။အဲ့ဒီအချိန်မှာကောင်လေးရဲ့အဖေနဲ့ကားနဲ့တိုက်ခဲ့ပြီးဗတ်မှန်တစ်ချက်ကျိုးသွားခဲ့ပါတယ်။အဲ့နောက်သူတို့တွေကောင်လေးအဖေနဲ့ရန်ဖြစ်ခဲ့ကြပြီးမှုခင်းဖြစ်ရတဲ့စော်စီကိုရောက်လာခဲ့ကြတယ်။အဲ့နောက်အခန်းတစ်ခုယူကြပြီးသူတို့တွေဘာညာဖို့စကြပါတယ်။အဲ့အချိန်မှာပဲခေါင်းလောင်းတန်မီလာပြီးတော့ကောင်လေးအဖေဖြစ်နေပါတယ်။ကောင်လေးအဖေကအဲ့ဒီရဲ့ resort ပိုင်ရှင်ဖြစ်ပြီးအာရှုကလည်းဒီရဲ့ resort လာဝယ်တဲ့သူဖြစ်နေပါတယ်။အဲဒါကြောင့်ကောင်လေးအဖေကမအောင်တော့ပဲစရံပြန်အမ်းမယ်ဆိုလို့အာရှုနဲ့စကားများကြပြီးအမီတာကဂျာကဝင်ဖြန်ဖြီတော့ကောင်လေးအဖေကဓပုံကိုပြလိုက်ပါတယ်။ပုံထဲမှာကအမီတာနဲ့ယာဟူတို့မင်္ဂလာဆောင်ဖိစားဖြစ်နေပြီးသူကိုယ်တိုင်ကလည်းယာဟူအဖေရဲ့တငယ်ချင်းလို့ပြောပါတယ်။ဒီကိစ္စကိုယာဟူသိအောင်ပြောရမယ်ဆိုတဲ့အချိန်အာရှုကလက်သီးနဲ့ဝင်ထိုးနောက်ကကြောက်တဲကိုပြုတ်ကျတည်ဆုံးသွားပါတယ်။အဲ့နောက်သူတို့တွေဆင်ကဲကြပေမဲ့လည်းဒီကားချိုးလေးတွေအာရှုပါပြုတ်ကျကခြေထောက်ထိခိုက်သွားပါတယ်။ဒါပေမဲ့ကောင်လေးရဲ့အဖေကပြန်ပြီးသတိရလာလို့ဆာမီရာက
လူနာတင်ရင်ခေါ်ဖို့လုပ်ပေမဲ့အာရှုကတာပြီးကောင်းလေးဖေကိုကြောက်တုံးနဲ့ထုတက်လိုက်ပါတယ်။အိမ်နောက်ဆာမီရာကိုထပ်ပြေးခိုင်းပြီးသူတို့တက်နေတဲ့လေကားကိုခြံဆောင်တွေကတင်သွားလို့ဆာမီရာဒုက္ခရောက်နေပါတယ်။ဒီလိုနဲ့တော့ထဲမှာတယောက်တည်းမိုးရွာနဲ့ရှောက်သွားနေတော့အိမ်တအိမ်ကိုတွေ့ခဲ့လို့စိတ်အေးသွားပါတယ်။သူကားလမ်းမပေါ်ကိုရောက်လာပါတယ်။အဲ့ဒီအချိန်မှာကားတစ်စီးကအနီးရောက်လာပြီးမိန်းကလေးတယောက်တည်းမလို့ကားမောင်းလာတဲ့အဖွားကြီးကလည်းခေါ်တင်သွားပါတယ်။တကယ်တော့အဲ့ဒီကားဟာကောင်လေးတို့သားမိမောင်းလာတာဖြစ်နေပါတယ်။သူတို့ဟာဆာမီရာကိုအိမ်ကိုခေါ်သွားပြီးဆာမီရာကလည်းသူတို့အိမ်ရဲ့ location ကိုပို့ပေးလိုက်ပါတယ်။တကယ်တော့ဆာမီရာကတော့ထဲမှာကလေးကဖုန်းမကောက်ခဲ့မိတာပါ။သူမဟာသူ့ရဲ့ဖုန်းနဲ့အဖိုးကြီးရဲ့ဖုန်းကိုမှားကောက်ခဲ့တာပါ။အဲဒါကြောင့်အနီနာကကားထဲကိုဖုန်းပစ်ထည့်လိုက်ပါတယ်။အိမ်နောက်ဆာမီရာကခြံထဲပြေးထွက်သွားပြီးအာရှုနောက်ကိုလိုက်သွားပါတော့တယ်။အချိန်တွေဟာပြစ္ဆုတ်ပံချိန်တွေကိုရောက်လာပါပြီ။သူဟာအာရှုဆိုတဲ့နာမည်ကိုကြားရုံနဲ့ကြောက်နေပါပြီလို့ပြောပါတယ်။အဲ့တော့ Figurant ကဒါနဲ့များတနေ့ကြာပြီးရဲ့နောက်မှာအဲ့ဒီရဲ့တဲခုခန်းကိုဘာလို့အာရှုနဲ့ထက်ရောက်နေရလဲလို့မေးလိုက်ပါတယ်။သူမကတော့အကျက်ကိုင်းခံရတာလို့ပြောပါတယ်။သူမစီကိုပါဆယ်ထုတ်ရလာပြီးအိမ်နေရာကိုသွားဖို့ညွှန်ကြားပါတယ်။အခန်းနံပါတ်901ကိုသွားပြီးမီလင့်ဖိုနာမှာပတ်စံတွေကိုအကုန်ဖွက်ခိုင်းတယ်။အဆွဲကိုဖွင့်ကြည့်လိုက်တော့6လုံးပြည့်တဲ့နက်ကိုတွေ့လိုက်ရတယ်။အိမ်မှာအာရှုကအခန်းထဲဝင်လာပါတယ်။ဆာမီရာကဒီမာတင်နင်းကိုတက်ခိုင်းနေရလို့ပြောပါတယ်။အာရှုကတော့နင်းလည်းအကျက်ကိုင်းခံနေရတာလားလို့မေးလိုက်ပါတယ်။ပြီးတဲ့နောက်သူတို့တွေဘာညာလိုက်ကြပြီးအာရှုကဆာမီရာကိုတနက်နဲ့ထားချိန်ပါတယ်။ဆာမီရာကတွန်းဖစ်လိုက်ပြီးအာရှုကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဆာမီရာစီကိုဖုန်းတစ်လုံးဝင်လာပြီးဘန်နာကြီးအဖမ်းခံလိုက်ရပြီဆိုတာကြည့်လိုက်ရပါတယ်။ဘန်နာကြီးကမှုခင်းဖြစ်ရနေရမှာပတ်စံငွေ2သန်းနဲ့ရဲတွေဖမ်းဆီးရခံလိုက်ရတယ်။တကယ်တော့အဲ့ဒီပတ်စံတွေဟာဆာမီရာထားခဲ့တဲ့မီလင့်ဖိုထဲကပတ်စံတွေပါ။အဲ့နောက် Figurant ကကောင်းလေးဖေအလောင်းဘယ်မှာလဲလို့မေးလိုက်ပါတယ်။ဆာမီရာကမသိဘူးဆိုတော့ Figurant ကမယုံဘူးဆိုပြီးပြောပါတယ်။ဘာကြောင့်လဲဆိုတော့အဖိုးကြီးတာရာဟုကိုသူတို့ဖောက်ပြန်နေတဲ့အကြောင်းသွားပြောပြလိုက်ရင်တကယ်တမ်းထိခိုက်မှာဆာမီရာဖြစ်နေလို့ပါ။အဲဒါကြောင့်တကယ်တမ်းအဖိုးကြီးကိုတက်ချင်နေတဲ့သူကဆာမီရာပဲဖြစ်မယ်လို့ပြောလိုက်ပါတယ်။တကယ်လည်းအဖိုးကြီးကိုဆာမီရာကတွန်းချခဲ့တာပါ။တကယ်တော့အာရှုဟာအဖိုးကြီးတည်ဆုံတဲ့အမှုကိုဖြန့်ချက်ပေးချင်တာကြပြီလို့ပြောပါတယ်။ဆာမီရာကလည်းနင်ဘလို့သိနေရလဲဆိုပြီးမေးတော့ Figurant ကအချက်ကင်တဲ့သူကငါပဲဆိုပြီးပြောလိုက်တယ်။အိမ်နောက်သူအချက်ကင်ခဲ့တဲ့ပုံတွေကိုအသေးစိတ်ပြောပြတယ်။ဆာမီရာကလည်းမထူးဆက်ခင်ပြီးအဖိုးကြီးကိုတွန်းချခဲ့ပုံအဖိုးကြီးဟာထော်နဲ့လမ်းလျှောက်သွားတဲ့အချိန်နောက်ကနေရိုက်တက်ခဲ့တာဖြစ်ပါတယ်။ပြီးနောက်မြေမြုပ်ထားခဲ့တာလို့ပြောပါတယ်။ Figurant ကဘာလို့ဒီလောက်ထိလုပ်ရတာလဲလို့မေးတော့ဆာမီရာကသူ့ဘဝအတွက်လုပ်ရမယ်လို့ပြောတယ်။အိမ်နောက်ဆာမီရာကငါနေရဲ့ဘဏ်အကောင့်ထဲကိုတန်နဲ့ဆယ်လွှဲထားပြီးအမှုကိုမပိတ်နိုင်ရင်လက်ပေးလက်ယူမှုဖြစ်ပြီးငါကတော့အေးဆေးပဲဆိုပြီးပြောတယ်။အဲ့ဒီအချိန်မှာ Figurant ကဇလန်အစက Fire Alarm ထဲမှာအတန်ဖန်ဆက်မြုပ်ထားတာကိုထုတ်ပြလိုက်တယ်။ဆာမီရာက Figurant ကိုပတ်စံတွေနဲ့လက်ညှိဖို့ကြိုးစားပေမဲ့လက်မခံနဲ့နောက်ဆုံးတနက်နဲ့ချိန်ပြီးချိန်6တဲ့အချိန်မှာဟိုတယ်တကားပွင့်လာပြီးရဲတွေအုပ်လိုက်ကြီးထွက်လာပါတယ်။အဲ့ဒီအချိန်မှာဆာမီရာက Figurant ဟာသူမကိုအကြက်ကိုင်းပြီးဖြေခိုင်းတာဆိုပြီးပြောတော့ရဲရရှိကFigurant ဆိုတာငါပဲဖြစ်ပြီးခုနကနင်းနဲ့စကားပြောနေတာနင်တက်ခဲ့တဲ့အဖိုးကြီးရဲ့သားကောင်လေးဖြစ်သူအာဒက်လို့ပြောလိုက်တော့ဆာမီရာတယောက်မျက်လုံးပြူသွားပါတယ်ဒီလိုနဲ့ဇလန်လီဟာစိတ်ဝင်စားဖွယ်ရအဆုံးသတ်သွားပါတယ်တကယ်တော့ဇလန်တခြားလုံးသိခဲ့ရတဲ့ Figurant ဆိုတာဟာအသက်ခံရတဲ့အဖိုးကြီးရဲ့သားကင်ဆာရောဂါတဲ့ကောင်လေးအာဒက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်